Hello အားလုံးပဲမင်္ဂလာပါရွှေလာ guest ကပါportable မီးဖို့ကောင်းကောင်းလေးရရှာနေကျွန်တော်ရှိမှာနာမည်လက်တစ်စိတ်ထဲရှိပါမယ်ဒီကနာမည်လက် pro လေးဖြစ်ပါတယ် pro ကိုမှသူကsteel တစ်ချမ်းလို့ခေါ်ပါတယ်ခင်ဗျာဒီအောက်ကဒီအပေါ်ကတော့ကျွန်တော်တောက်ကို steel သုံးထားတာဖြစ်ပါတယ်steel တောက်ကိုမှ steel တောက်သားအထူပါပြောကြတော့ကျွန်တော်ဒီပေါ်မှာဆိုအလူမီနီယံတောက်ပါမယ်အောက်က steel ပါပြီးတော့လေကာဆိုလဲထူထူထဲထဲလေကာလေးကိုသုံးပေးထားတယ်ပြီးတော့သူ့ရဲ့ banjury ဆိုလဲကျွန်တော်အမြဲတမ်းပြောနေကြ banjury လေးတွေကောင်းမယ်အကျန်းခံမယ်ရေရှည်သုံးချင်တဲ့သူတွေဆိုရင်ဒီလိုမျိုးနာမည်လက်တစ်စိတ်ထဲကနေယူပါသူ့ရှိမှာဆိုဒီလိုမျိုးကဘူးတွေအပူလွန်ကဲပြီးတော့ကဘူးပေါက်တာတွေကိုကာဝယ်ပေးတဲ့ safety ဘိုင်းပါပါတယ်ဒီ safety pin လေးတွေကကျွန်တော်ဒီထဲမှာဒီလိုကဘူးလေးတွေကိုထည့်သုံးတဲ့အခါမှာကဘူးလေးတွေကအသုံးပြုချိန်ကြာလာတဲ့အခါမှာအပူလွန်ကဲပြီးတော့ပေါက်တတ်ပါတယ်အဲ့လိုမျိုးကဘူးလေးတွေပူလာပြီဆိုလို့ရှိရင်ဒီရဲ့ safety pin လေးက auto cut off လုပ်ပေးတဲ့ system ထည့်ထားတာဖြစ်တဲ့အတွက်ကဘူးတွေအပူလွန်ကဲပြီးပေါက်တာကိုကာကွယ်ပေးတဲ့ system လေးပါတယ်ဒီလိုမျိုးနာမည်လက်မီးဖို့လေးတွေကိုကျွန်တော်ရှိမှရောင်းပေးနေပါတယ်ခင်ဗျာဒါလေးတွေကဂျပန်နီးပညာနဲ့ဗီယက်နမ်နိုင်ငံမှာထုတ်ထားတာဖြစ်ပါတယ် quality အရန်ကောင်းပါတယ် quality ကောင်းမယ်ပြောကြတော့ကျွန်တော်တို့ရေရှည်သုံးချင်တဲ့သူတွေရေရှည်သုံးချင်တဲ့အိမ်ရှင်မတွေဆိုလို့ရှိရင်ရွေးချယ်သင့်တဲ့မီးဖိုလေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာပြောကြတော့ကျွန်တော်တို့လမ်းဘေးမှာ street food ရောင်းတဲ့သူတွေအိမ်မှာပဲအစားအစာချက်ပြုတ်တဲ့သူတွေမိုးလို့စားတဲ့သူတွေထမင်းဟင်းချက်တဲ့သူတွေဒါမျိုးမျိုးတွေတစ်လုံးရှိမယ်ဆိုလို့ရှိရင်အရန်ကိုအဆင်ပြေပါတယ်ခင်ဗျာကျွန်တော်တို့အိမ်ဒီမှာမီးပြတ်တဲ့အချိန်တွေထမင်းဟင်းချက်ဖို့အတွက်ကိုစောင့်ကြမလို့တော့ဘူးပေါ့နော်ဒါမျိုးမိဖို့လေးရှိမယ်ဆိုရင်ဒါလေးတွေကကျွန်တော်ရှိမှာဈေးသက်တာလေးနဲ့ရောင်းပေးပါမယ်ရန်ကုန်မြို့ရင်းဆိုရင်ကျွန်တော်တို့အိမ်ရောက်ငွေချေပို့ပေးတယ်နယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကားကိတ်ကနေတစ်စင်တင်ပေးပါတယ်ခင်ဗျာ delivery နဲ့လည်းအပ်ပေးပါတယ်ရန်ကုန်ကတော့ကျွန်တော်နေချင်းရအောင်ပို့ပေးတယ်နယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာပြီးတရက်နှစ်ရက်အတွင်းရအောင်ပို့ပေးပါတယ်ခင်ဗျာဒီလိုမျိုးကပ်ဘူးလေးမိဖို့လေးတွေဝယ်မယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးကပ်ဘူးလေးတွေလက်ဆောင်ထည့်ပေးတယ်အမြန်ဆုံးတော့မှာထားဖို့လိုမယ်နော်ဟုတ်ကျွန်တော်ရှိမှာဒါလေးတွေအရန် quality ကောင်းတယ်ဗျာအများကြီးပြောကြမလို့တော့ကျွန်တော်အရှိဗီဒီယိုတွေမှာလည်းအများကြီးကြော်ညာထားပြီးပြီဒါလေးကလည်းထပ်ပြီးတော့မှကျွန်တော်ဗီဒီယိုလေးပြင်ရိုက်ပေးတာပါအရန်သုံးရတာအဆင်ပြေမယ် quality အရန်ကောင်းမယ် safety ပိုင်းစိတ်ချရမယ်အကျန်းခံမယ်ဈေးတန်မယ်ကစားတက်တာမယ်နော်ဒီလောက်ကောင်းတဲ့ quality ပဲမရနိုင်ဘူးဒီလိုမီးဖို့တွေမှာပဲရနိုင်မှာဖြစ်ပါတယ်ဒီလိုကမီးဖို့တွေဝယ်တဲ့အခါမှာကျွန်တော်တို့ကဈေးနေတာကိုမကြည့်ရဘူးကျွန်တော်တို့ပုံမှန်ဈေးတန်းတစ်ခုရှိတဲ့ဂမီဘိုမှာ quality ကောင်းတာကိုပဲအရင်ကြည့်ရတယ်ဂမီဘိုတွေမှာကျွန်တော်တို့ဈေးနှုန်းဝင်ရင်မတွက်ချက်ပဲနဲ့ quality ကောင်းတာလေးတွေကိုအရင်ရွေးချယ်ပါ quality ကောင်းတယ်ဆိုရင်ကျွန်တော်တို့ရေရှည်အသုံးပြုမှုမှာစိတ်ချရမယ်ဘေးရန်တွေကင်းရှင်းမယ်အသုံးပြုသူတွေအားလုံးစိတ်ချမ်းသာမှာဖြစ်ပါတယ်အသုံးပြုသူတွေအဆင်ပြေမှာကျွန်တော်တို့ရောင်းပေးရတဲ့သူတွေလည်းစိတ်ချမ်းသာမှာဖြစ်ပါတယ်ခင်ဗျာအဲကြတော့ဒီလိုဂမီဘိုလေးတွေဝယ်ဖို့စဉ်းစားနေရဆိုရင်ကျွန်တော်ရှိမှာဒီလိုနာမည်လက်တစ်စိတ်ထဲရနေရှိမယ်နော်အားလုံးအမြင်ဆက်သွယ်ဝယ်ယူထားပေးပါအားလုံးကိုကျေးဇူးပါခင်ဗျာရွှေလာပါ